ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်အခုလိုပူပြင်းတဲ့ຫນွေရာသီမှာအပူရှိန်ရလဲပြင်းတဲ့ပြင်အပူလှိုင်းလဲကျနေတာဖြစ်တဲ့အတွက်ကလေးသူငယ်တွေနဲ့လူကြီးသူမတွေဟာအပူရှိန်သက်သာအောင်အပူဒဏ်မှကာကွယ်ပြီးနေထိုင်နိုင်ဖို့အရေးကြီးပါတယ်အခုဒီဗီဒီယိုလေးကတော့သပင်တွေအရမ်းရှည်ပြီးတော့အပူရှိန်ကြောင့်ချွေးတွေလည်းထွက်ပြီးတော့သပင်တွေထဲမှာချွေးတွေနဲ့စီးခဲပြီးနေရခက်နေတဲ့အန်ဒီဖွားဖွားတယောက်ကိုမက်လေးတို့ခင်ခင်ဗျူတီဆလွန်မှာသပင်ညက်ပေးနေတဲ့ဗီဒီယိုဖိုင်လေးကိုဝေမျှပေးထားတာဖြစ်ပါတယ်ပထမဦးဆုံးဖွားဖွားကိုစီတွေချွေးတွေပြောင်းအောင်ခေါင်းလေးအရင်လျှော့ပေးလိုက်ပါတယ်ခေါင်းလျှော့ပြီးထွက်လာတဲ့ခါမှာတော့ဖွားဖွားကိုလူကြီးလည်းဖြစ်တဲ့အတွက်အသက်အရွယ်အရသပင်အစိုးတိုင်းမညှက်တော့ဘဲနဲ့သပင်လေးဒရိုင်ယာနည်းနည်းပေးပြီးတော့အချောက်တိုင်းညှက်ဖို့6လေးညှက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အားလုံးပဲသိကြတဲ့အတိုင်း hair stylist တော်တော်များများလည်းသိကြပါတယ်သပင်ကိုအစိုးတိုင်းညှက်တာနဲ့အချောက်ညှက်တာကပိုခက်ခဲပါတယ်ပို့ပြီးလဲပင်ပန်းပါတယ်သပင်တွေကိုထိမ့်သိမ့်ဖို့လဲမလွယ်ကူပါဘူးဒါပေမဲ့ဖွားဖွားရဲ့တက်ရွယ်နဲ့ကျန်းမာရေးရအချောက်တိုင်းပဲညှက်တာတင့်တော်မယ်လို့ဆုံးဖြတ်ပြီးတော့အချောက်တိုင်းပဲညှက်လိုက်ပါတယ်ဖွားဖွားကရိတ်တာမှာတရားအထုတ်ခဲ့တာ3လတောင်တရားအထုတ်ခဲ့ပါတယ်ဒါကြောင့်မို့လို့ဖွားရဲ့သပင်တွေကရှည်လာပြီးတော့ချွေးတွေနဲ့စီးခဲပြီးတော့ထွေးနေတာဖြစ်ပါတယ်အဖွားကရိတ်တာကထွက်လာတာနဲ့တပြိုင်နက်တူလာနေကြမက်လေးတို့ခင်ခင်ဗျူတီဆလွန်မှာသပင်ညှက်ဖို့သမီးလေးတွေကပို့ပေးခဲ့တာပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်အိမ်ကမေမေဖွားဖွားအန်တီတော်တော်တို့ကိုသပင်လေးညှက်ပေးဖို့အပူရှိန်မှတက်တာအောင်သပင်လေးညှက်ပေးဖို့စဉ်းစားမိတယ်ဆိုရင်တော့မက်လေးတို့ရဲ့ဒီ channel လေးကိုကျေးဇူးပြုပြီးတော့ subscribe လေးလုပ်ပေးကြပါရှင်ကဲဖွားဖွားရဲ့ပြောင်းလဲသွားတဲ့ hair style လေးကိုကြည့်လိုက်ကြရအောင်အရန်ကိုအပူရှိန်မှတက်တာပြီးတော့ချွေးထွက်လဲတက်တာစေမဲ့လေဝင်လေထွက်လဲကောင်းစေမဲ့နေရတာတက်တောင့်တက်တာလဲရှိပြီးတော့အရန်ကိုလွတ်လပ်ပေါ့ပါစေတဲ့သပင်ပုံစံလေးပါကိုယ့်အိမ်မှာလဲဖွားဖွားတို့မေမေတို့ကိုဒီလိုသပင်ပုံစံမျိုးလေးတွေညှက်ပေးနိုင်ပါတယ်နော်သပင်စံကေတာလေးတွေအစကနေခြေပြားလေးတွေအဆုံးထိဝန်ဆောင်မှုလေးတွေပေးနေတဲ့မက်လေးတို့ရဲ့ခင်ခင်ဗျူတီဆလွန်မှာလဲလာရောက်အားပေးမယ်ဆိုရင်ဖော်ပြပါဖုန်းနံပါတ်လေးကိုစုံစမ်းပြီးလာရောက်အားပေးနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်ဖွားဖွားကတော့အပူရှိန်သက်သာပြီးပေါ့ပါလန်းဆန်းတဲ့သပင်စတိုင်လေးကြောင့်ပြုံးပျော်ရွှင်လို့နေပါပြီနော်